Now case တစ်ခုကတော့ 28-year-old man presents with dry cough for 10 weeks 10 ပတ်ရှိအသက်က28နှစ်ပဲရှိသေးတယ် was at night and with exercise ညဘက်ဆိုရင်ဆိုးတယ် gym သွားတယ်ပို့ပြီးတော့အသက်ရှူချောင်းနေဆိုးလာတယ် wheezing ရှိသလားဆိုတော့မရှိဘူးဒါလည်းရှိမှကျွန်တော်ပြောခဲ့ပြီပါ examination normal ပါပဲဆိုတော့ can asthma present without wheeze yes နော် asthma patient တယောက်က wheezing မရှိဘဲနဲ့ present လုပ်နိုင်တယ်အဲ့တော့ confirmation ဘာလုပ်ကြမှာလဲရှေ့မှာပြောခဲ့သလို spirometry လုပ်လို့ရတယ် bronchodilator challenge test လုပ်ကြည့်လို့ရတယ်သူဖြစ်တော့ chronic cough ဖြစ်မယ် nocturnal ဖြစ်မယ် and then exercise induced ဖြစ်မယ်ဆိုရင်တော့ဒါဒီခုန asthma or cough variant asthma ဖြစ်နိုင်တယ်ကျွန်တော်တို့ treatment ပါပေးမလဲ inhaled corticosteroid oral ကျွန်တော်တို့မပေးပါဘူးเนาะ inhaled corticosteroids လေးကျွန်တော်တို့ try လုပ်တင်တယ်ဘယ်လောက်ထိလုပ်ရမလဲ literature မှာတော့6 to 8 weeks လောက်2လလောက်ထိလုပ်ကြည့်ပါလို့တော့ပြောတယ်ဆိုတော့2လအတွင်းတော့ငြိမ်မယ်ပေါ့เนาะ2လနေလို့မှတက်တာသွားရင်တော့ဒါပေါ့လေ2လနေလို့မှမတက်တာရင်တော့ကျွန်တော်တို့ဂျားထဲမှာလည်းတခြား reflex တွေပေါ်လာရင်တော့ accordingly သွားမှာပေါ့เนาะဆိုတော့ cough may be the only symptom of asthma ဒါလေးကိုဒီ message လေးကိုဒီ case 5ကနေကျွန်တော်ကပေးချင်ပါတယ်အဲ့တော့နောက် case လေးတစ်ခုကြည့်အောင် 52-year-old overweight man ဆိုတော့နည်းနည်း hint ရနေပါတယ် chronic cough for 4 months was after meals and lying down เนาะဒါဆိုတော်တော်သိတာသွားပြီ heartburn ရှိသလား typical heartburn history သူစီမှာမရှိဘူးအဲ့တော့မေးချင်တဲ့မေးခွန်းလေးတွေက can GERD cause cough without reflux symptoms yes GERD can cause cough without reflux symptoms investigation လုပ်မလား treatment ပေးမလား GERD ဆိုတာကျွန်တော်တို့က symptoms ကိုပဲ chase လုပ်ရတယ်လူနာရဲ့ condition ကိုကြည့်ရတယ် investigation လုပ်ဖို့ကခဲရင်တယ် investigation တစ်ခုခုလုပ်ပြီးဒါ GERD ပါလို့တက်တည်ပြဖို့ဆိုတာခဲရင်တယ်လူတိုင်းကိုလည်းကျွန်တော်တို့မလုပ်နိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဒီလိုလူနာမျိုးဆိုရင်တော့ lifestyle modification ကိုကျွန်တော်တို့ advice လုပ်တယ်ပြီးရင်တော့ PPI trials ရှေ့မှာပြောခဲ့သလို proton pump inhibitor trials for 8 to 12 weeks လောက်ကျွန်တော်တို့ပေးရတယ်ဒီမှာလဲလွယ်နဲ့တော့လက်မလျှော့လိုက်ပါနဲ့အနည်းဆုံး3လလောက်တော့ကျွန်တော်တို့စောင့်ကြည့်ရတယ် GERD ကြောင့်ရတဲ့ချောင်းကချက်ချင်းမတက်တာ3လလောက်နေမှပဲတက်တာနိုင်တယ်ပေါ့နော်ပြီးရင်တော့ response ကိုကျွန်တော်တို့ပြန်ပြီး review လုပ်ရမယ်ဆိုတော့ absence of heartburn does not exclude GERD ဒီ case ကနေကျွန်တော် message ပေးခြင်းနဲ့အထူးသဖြင့်တော့ was after meals and lying down မှာချောင်းပူပြီးဆိုးလာတယ်ဆိုရင် GERD ကြောင့်ဖြစ်တဲ့ cough ဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့စဉ်းစားဖို့လိုတယ်ဆိုတာဒီ case number 6ကနေကျွန်တော် reflect လုပ်ပေးခြင်းပါတယ်အဲ့တော့နောက်ထပ် case number 7ပေါ့ 60-year-old man dry cough for 6 weeks started 2 months after enalapril initiation ACE inhibitor တောက်ပြီး2လအကြာမှာဆိုးလာတယ်သိကြပြီပေါ့ what is the likely cause how long until resolution ဘယ်လောက်ကြာမှတက်တာမှလဲဒါလူနာတိုင်းသိကျင်တယ် ACI တောက်နေလို့ ACI cough လို့တော့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဒါပေမဲ့တခြားတစ်ဖက်မှာလည်းဆရာတို့ဆရာမတို့ပေးခြင်းတဲ့ message ကတခြား sinister and serious causes တွေကိုလည်း miss မဖြစ်အောင်တော့ရှာကြည့်ရမယ် ACI ကြောင့်ဖြစ်တာပဲဆိုပြီးတော့လွှတ်မထားသင့်ဘူး at the same time ACI ကြောင့်ဖြစ်လို့စီလန်းစီလဲသူစီမှာရှိနေတာဖြစ်နိုင်တာပဲဆိုတော့ဒါတွေကတော့ကျွန်တော်တို့ရှာဖွေရမယ်ပေါ့နော်လူနာပေါ်မူတည်တယ်တေချာတာတော့ ACI ရောရက်တင်တယ်တခြား ARB ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြောင်းတင်တယ် reassurance လုပ်ဖို့လိုအပ်တယ် may take weeks အကြာကြီးကြာနိုင်တယ်နော်ကြာနိုင်တယ်အဲ့ဒီအတွက်လူနာကိုကျွန်တော်တို့က educate လုပ်ဖို့လိုအပ်တယ်ဆေးရက်ပြီးချင်းဒီနေ့ရက်နောက်နေ့တော့ချောင်းစုပျောက်သွားမှာမဟုတ်ဘူးနော်စောင့်ကြည့်ဖို့လိုတယ်2ပတ်ကြာမလား3ပတ်ကြာမလားတော်တော်ကြာတဲ့အထိတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ကောင်းရင်လည်းအဲ့ကြားထဲမှာကောင်းသွားနိုင်တယ်ဆိုတော့ဒီ scenario မှာအဓိကပေးခြင်းတဲ့ message ကတော့ always review medications in patients with chronic cough medications ကိုကျွန်တော်တို့ review လုပ်ပေးပါနောက်တစ်ခုကတော့ case number 8ပေါ့နော်ဒါကတော့ serious conditions တစ်ခုကို reflect လုပ်ပါမယ်အသက်က55နှစ် smoker ချောင်းရည်ရှည်ဆိုးနေတယ် weight loss ရှိတယ်ရံဖန်ရံက occasional hemoptysis ရှိတယ်ဆိုတော့ရှင်းသွားပြီ55နှစ် smoker chronic cough weight loss hemoptysis until proof otherwise it's a malignancy ဖြစ်ဖို့ကျွန်တော်တို့တော်တော်များသွားပြီပေါ့နော်ဆိုတော့ urgent chest x-ray ကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်ပြီးရင် fast track referral or urgent referral ကျွန်တော်တို့သွားရမယ် reflex ရှိရင်ဘယ်ဟာမှစောင့်လို့မရတော့ချက်ချင်းသာတန်းဖို့ investigation ကို PPCC လုပ်ပြီးတော့မြန်မြန်ဆန်ဆန် manage လုပ်ပေးဖို့လိုအပ်ပါတယ်ဆိုတော့ take home message လေးတွေကျွန်တော်အခု scenario တွေလည်းပြီးသွားတော့ပြန်ပေးရမယ်ဆိုရင် duration guides diagnosis acute လား
subacute လား chronic လားကျွန်တော်တို့အတွက်အများကြီးအထောက်အကူပြုပါတယ်ဒါလေးတွေမေးသွားမယ်ဆိုရင် most coughs are benign and self limiting မှာနော်ဆိုတော့ symptomatic treatment လေးနဲ့ပဲကျွန်တော်တို့သွားထားလို့ရတယ်အမြဲတမ်း antibiotics ဆို it's not always necessary to give antibiotics in each and every case of patients with cough ဒီ message လေးကိုပေးခြင်းတယ် symptomatic treatment တော့ပေးကြည့်ပါဦးပြီးရင်တော့ chronic cough usually has non-infective causes တွေလည်းရှိပါတယ်အဆိုးဆုံးကတော့ non-infective ထဲမှာ malignancy ပေါ့ malignancy မဟုတ်ဘဲနဲ့ခုနကျွန်တော်ပြောသွားတဲ့ post viral ဖြစ်တဲ့ post nasal drip လိုဟာတွေရှိတယ် asthma variant တွေဖြစ်နိုင်တယ် GERD တွေဖြစ်နိုင်တယ် interstitial lung disease တွေဖြစ်နိုင်တယ်เนาะဆိုတော့ဒါလေးတွေ message လေးပေးခြင်းပါတယ် avoid unnecessary antibiotics at all times ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လို developing countries တွေမှာ antibiotics သုံးစွဲမှုနှုန်းကတအားများတော့တစ်ဖက်မှာ antimicrobial resistance ရဲ့ problem ကဒူကြီးဒေကြီးနဲ့ကိုကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ဆေးကန်းတွေမှာတွေ့နေတာ tip of the iceberg ပဲအောက်မှာအများကြီးအကြီးရှိတယ်ဒါကြောင့်အမြဲတမ်းလဲ antibiotics နဲ့ပတ်သက်ပြီးကျွန်တော်တို့ strictly သုံးဖို့ပြောကြတာပေါ့နော် always look for red flags ဆရာတို့ red flags ကိုသိချမေးပါသိချကြည့်ပါရှိတယ်ဆိုရင် fast track referral or urgent referral လိုအပ်ပါမယ်ဆိုဒီလို case တွေကို manage လုပ်ရင်တွေ့ရကြုံရတတ်တဲ့ common clinical pitfalls လေးတွေပြောပါမယ် number 1 pitfall ကတော့ဘာလဲဆိုတော့ one at a time error ပေါ့နော်အဲ့ဒါဘာလဲဆိုတော့လူတစ်ယောက်ကိုစဉ်းစားလိုက်တဲ့အခါမှာချောင်းဆိုးတယ်ဆိုရင်တစ်ခုလည်းပဲတွေးတာ 20% of patients have more than one cause for their cough တစ်ခုထဲမကရှိနေနိုင်တယ်ခုနကျွန်တော်ပြောသလို ACE ရိုင်တင်လိုက်တယ်အဲ့ကြမှာချောင်းထဆိုးတယ်ဒါပေမဲ့ငကိုခံက chronic smoker နဲ့ CA lung ဖြစ်နေတာသူတစ်ခါမှ investigate မလုပ်ဘူးဘာလက္ခဏာမှလည်းမပြတဲ့အတွက် silent ဖြစ်နေ ACE ရိုင်စတောက်လိုက်တော့မှချောင်းဆိုးတော့မှဆရာဝန်စီရောက်လာတယ်ကျွန်တော်တို့စီရောက်လာတယ်အဲ့ကြတော့မှ investigate လုပ်လို့မှပေါ်သွားတတ်တယ်ဆိုတော့အဲ့လိုလူနာက100မှာ20လောက်ရှိပါတယ်တဲ့ 20% of the cases เนาะဆိုတော့ဒါကို miss မဖြစ်ဖို့ကျွန်တော်တို့မှာတာဝန်ရှိပါတယ်နောက်တစ်ခုကတော့ ACE ရိုင် wait time ခုနရှေ့မှာလည်းပြောခဲ့ပါတယ်ဒီနေ့ရက်နောက်နေ့မပြောက်ပါဘူးအနည်းဆုံး cough may take up to 4 weeks တလလောက်နေတော့မှ ACE ရိုင်ရက်ပြီးတလလောက်နေမှချောင်းဆူတက်တာနိုင်တဲ့အတွက် ACE ရိုင် wait time ကိုကျွန်တော်တို့တွေစန္ဒစောတယ်ပေါ့နော်မြန်လူနာကိုတက်တာစီခြင်းနဲ့ဇောနဲ့တခြားအကြောင်းရင်းတွေမရှိပေမဲ့ ACE ရိုင်လည်းရက်ထားတယ်ချောင်းကလည်းစိုးနေတော့မယ်ဆိုတော့လန့်ပြီးတော့ antibiotics တွေပေးတတ်တယ် antifungal တွေများဖြစ်နေမလား fungus များဝင်သွားလားဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်သူတို့ဒါလေးက pitfalls လေးတွေပါနောက်တစ်ခုကတော့ antibiotic overuse educate that 90% of acute coughs are viral antibiotics do not prevent pneumonia in healthy adults လူပိုပိုလေးငါ pneumonia မဝင်အောင် antibiotics လေးတော့ပေးထားမယ်လို့ပေးလို့မရပါဘူး healthy adults တွေမှာတဲ့မကာကွယ်နိုင်ပါဘူးတဲ့ antibiotics อ่ะเนาะဆိုတော့ဒီ antibiotics overuse ဖြစ်တတ်တာလေကျွန်တော်တို့ရဲ့ common clinical pitfalls တွေမှာပါတယ်နောက်တစ်ဆုံးတစ်ခုကတော့ရှေ့ဆုံးမှာပြောခဲ့တာနဲ့ကျွန်တော်ပြန်ချိတ်ပါမယ်အဲ့ဒါဘာလဲဆိုတော့ reflex arc cough ကိုဖြစ်စေတဲ့ reflex arc မှာကျွန်တော်တို့က larynx တို့ pharynx တို့ trachea တို့ bronchi တို့ဒါတွေပဲစဉ်းစားနေတယ်ကျွန်တော်တို့ miss ဖြစ်နေတဲ့နေရာတနေရာကျန်တယ် ear ချောင်းဆိုးမပြောင်းရင် always check the ears for the impacted cerumen or hairs touching the tympanic membrane သပင်ရှိနေတဲ့ထဲကိုသွားပြီးကလိနေတယ်နားထဲမှာကျွန်တော်တို့အမွှေးလေးတွေရှိတယ်အဲ့ဒီအမွှေးလေးတွေကနားထဲမှာရှိတဲ့ဒီ tympanic membrane ကိုသွားပြီးကလိနေပြီဆိုရင်လူနာကအလကားနေချောင်းဆိုးတယ် Arnold's nerve reflex လို့ခေါ်တယ် which can trigger a chronic cough အဲ့တော့ဘာမှလည်းအကြောင်းရင်းရှာမရဘူးဘာ cause မှလည်းမတွေ့ဘူးဆိုရင် always check the ears ဒီနောက်ဆုံး message လေးကိုကျွန်တော်ပေးရင်းနဲ့ကျွန်တော်ရဲ့ presentation ကိုဒီနေရာမှာရပ်နားပါတယ်အဲ့တော့ဒီနေ့ why cough matters in general practice webinar မှာ online ကနေတဆင့်ကျွန်တော်တို့ရဲ့ knowledge sharing section ကိုတက်ရောက်အားပေးကြတဲ့နားထောင်ကြတဲ့ဆရာတို့ဆရာမတို့အားလုံးတူချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောပြလိုပါတယ်နောက်တစ်ခုကတော့ဒီ program ကို academic support ပေးတဲ့ AA Medical Products Limited ကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့နောက်ဆုံးဒီ online ကနေတဆင့်ကျွန်တော်တို့ဒါလွှင့်ထုတ်ပေးတဲ့ဇဝကမီဒီယာအဖွဲ့သားများအားလုံးလည်းကျေးဇူးထင်ရှိကြောင်းပြောကြားလိုပါတယ်